အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုခိုင်သိမ်းပါမိတ်ဆွေတို့ဒီနေ့မှာအိမ်ချမ်းမြေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပြောစရာဘဝစရာတစ်ခုကျွန်တော်မှာရှိနေပါတယ်ဒါကတော့ဗာလဲဆိုလို့ရှိရင်အိမ်ချမ်းမြေလုပ်ငန်းမှာအကျိုးတူလုပ်တဲ့အချိန်မှာတယောက်နဲ့တယောက်အရန်အားဖို့လည်းမဖြစ်တယ်လို့အရန်လဲဖို့လည်းမလိုအပ်ပါဘူး။ဘာကြောင့်ဒီလိုပြောရလဲဆိုလို့ရှိရင်အကျိုးတူလုပ်ငန်းလုပ်တဲ့ချိန်မှာတယောက်နဲ့တယောက်အားနေရင်လည်းဖြန့်ကြတာခံရနိုင်တယ်လို့လဲနေရင်လည်းတစ်ဖက်သားရဲ့အထင်သေးခြင်းကိုခံရနိုင်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေတို့ကအိမ်ချမ်းမြေလုပ်ငန်းတစ်ခုလုပ်လို့ရှိရင်အချိုးတူလုပ်တဲ့ချိန်မှာတယောက်နဲ့တယောက်အရန်အားဖို့မလိုသလိုအရန်ရေးအလဲလွန်ဖို့မလိုပါဘူး။တယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ဖေးမပြီးတော့သွားတာအကောင်းဆုံးဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအိမ်ချမ်းမြေဘုဟုတ္တရရမယ်လို့ညွှန်လင့်မိပါတယ်